င်္ဂလာပါရှင်အတုံးလေးတော့ပထမဆုံးကျက်သွနီလှီးပါမယ်ခရမ်းကျွတ်တီလေးတွေလှီးပါမယ်ကော်ရခါးသီးလေးကိုချစ်လေးနဲ့ချစ်ထားပါမယ်နော်ခရမ်းကျင်သီးလှီးပါမယ်ခရမ်းကျင်သီးနဲ့တမယာသီးကိုလည်းလှီးထားပေးပါမယ်ရှင်ငရုတ်သီးအနီကိုလည်းညှက်ထားပေးပါမယ်ရှင်ကြက်မဲလေးကိုလိုတလိုလေးလှီးဖြတ်ပြီးတော့အိုကင်းပူလေးတိုက်ပေးပါမယ်နော်ဒါလေးကတော့ဝက်ချင်းပြုတ်ပြီးသားလေးကိုလှီးထားတာပါရှင်အခုအစင်းသင်းဖြစ်သွားပြီဆိုလို့ရှိရင်တုံးမဲ့ပကံနဲ့ကိုအရသာလေးတွေဆက်ပါမယ်ရှင်ငရုတ်သီးနီလေးနဲ့ချစ်သွန်နီကိုအရင်ထည့်ပါမယ်ရှင်တမယာသီးလေးထည့်ပါတယ်နောက်အောင်မှုပေးပြီးရင်တခြားအသီးရွက်လေးတွေထည့်ပါတယ်ရှင်အသီးရွက်လေးတွေကိုတေချာနှက်ဆက်အောင်နဲ့ပြီးမှကြက်မဲနဲ့ဝက်ချင်းလေးကိုထည့်ပါတယ်ရှင်အကုန်လုံးရောပြီးနေလိုက်ရင်တော့စားချင်စရာကောင်းတဲ့ချိုးချင်းငံဆက်အရသာရှိရဲ့ရိုးရရားတုပ်လေးတစ်ခွက်ရပါပြီရှင်